MacBook ဝယ်ပြီးတဲ့နောက်မှာမလုပ်တဲ့အမှား3ခုပထမတစ်ခုအနေနဲ့ဈေးပေါ်တဲ့ charger တွေကိုမသုံးပါနဲ့ဈေးပေါ်တဲ့ charger တွေကိုသုံးတာက MacBook ရဲ့ battery health တွေကိုကျစေတဲ့အမှားတွေကတစ်ခုလည်းဖြစ်ပါတယ်ရှင် battery ပူတာ battery health အကျမြန်လာတဲ့အပြင်ကိုမှတချို့အချိန်တွေမှာဆိုရင် MacBook ကိုထိခိုက်စေနိုင်ပါတယ်ရှင်ဒါကြောင့်မို့လို့ charger ဝယ်တော့မယ်ဆိုရင် original ဒါမှမဟုတ် running ပါပြီး safe ဖြစ်တဲ့ charger တွေကိုဝယ်ဖို့အကြံပြုပါရစေဒုတိယတစ်ခုအနေနဲ့ storage အပြည့်ထားပြီးမသုံးပါနဲ့ဘာဖြစ်လို့လဲဆိုရင် macOS က system file cache file နဲ့ virtual memory အတွက် storage space လိုအပ်ပါတယ် storage လွတ်တဲ့နေရာနဲ့သွားပြီဆိုရင် application ဖွင့်တာနဲ့ multitasking လုပ်တဲ့နေရာမှာ performance ကျလာနိုင်ပါတယ်ရှင်ဒါကြောင့်မို့လို့ storage ရဲ့ 10% မှာ 20% လောက်အထိကို storage space ဖြစ်ချန်ထားဖို့အကြံပြုပါရစေရှင်တတိယတစ်ခုအနေနဲ့ MacBook တွေကိုအိပ်ယာပေါ်နဲ့ခေါင်းအုံးပေါ်မှာအချိန်ကြာကြီးအသုံးမပြုပါနဲ့ဘာဖြစ်လို့လဲဆိုရင် MacBook မှာပါတဲ့ဒီလိုမျိုး F-slow ပေါက်လေးတွေကအိပ်ယာပေါ်မှာတင်ပြီးအသုံးပြုတဲ့အခါမှာအပူလေးမထွက်နိုင်ပဲဖြစ်တတ်ပါတယ်ရှင်ဒီလိုမျိုးအပူမထွက်နိုင်တဲ့အခါမှာဆက်လေးတာမျိုး performance ကျလာတာမျိုးတွေဖြစ်လာနိုင်ပါတယ်ရှင်ဒါကြောင့်မို့လို့ MacBook သုံးတဲ့အခါမှာအိပ်ယာပေါ်တက်ဆိုင်လေဝင်လေထွက်ကောင်းတဲ့စပွဲပေါ်မှာသုံးတာပို့ပြီးတော့ကောင်းပါတယ်ရှင်တင်က MacBook user တယောက်ဆိုရင်အရှိမပြောခဲ့တဲ့အချက်3ချက်တည်းကအမှားတွေကိုမလုပ်မိအောင်ဂရုစိုက်ဖို့လိုပါမယ်ရှင်ဒီလိုမျိုး MacBook နဲ့ပတ်သက်တဲ့ knowledge sharing လေးတွေကိုသိချင်ရင် Trader ကို follow လေးလုပ်ထားဖို့မမေ့နဲ့เนาะအားလုံးကိုကျေးဇူးပါ bye bye